ပရဆရာတော်ဘုရားတွေတော်ဆရာတော်တန်ခါတော်จิตမြတ်တို့ဘုရားမြို့နယ်သာသနာတော်ထိန်းသိမ်းဆောင်ကြောက်ရေးအဖွဲ့တွေဖြစ်ပတ်သက်၍တပည့်တော်ကတော့နေ့စဉ်နေ့တိုင်းတစ်ခါတလေပြက်ကွက်ပြီးတော့နေ့စဉ်နေ့တိုင်းလာပါတယ်ဗျာလာတဲ့အခါမှာတပည့်တော်သာသနာတော်ထိန်းသိမ်းဆောင်ကြောက်ရေးအဖွဲ့ဖွဲ့တဲ့အကြောင်းလေးကဘယ်လိုဖွဲ့တဲ့လဲဆိုလို့ရှိရင်သာသနာတော်ထိန်းသိမ်းဆောင်ကြောက်ရေးအဖွဲ့ဖွဲ့ပြီးသွားရင်လုပ်ဖို့ပေါ့ဗျာဒီသာသနာတော်ထိန်းသိမ်းဆောင်ကြောက်ရေးအဖွဲ့တွေကိုအာဏာရှိတာအောင်အာဏာပိုင်အဖွဲ့အစည်းတွေနဲ့တပည့်တော်ဓမ္မဘက်ကဆရာတော်တွေနဲ့တွဲဖက်ပြီးတော့တပည့်တော်တို့ဈေးရဲနဲ့အလူကနေတဲ့ကိုယ်တော်တွေတပည့်တော်တို့90နဲ့စီးမြင့်နေတဲ့မညီတဲ့သံဃာတော်ရှင်မြတ်တွေကိုအေးအေးယူဖို့အတွက်တပည့်တော်တို့သာသနာတော်ထိန်းသိမ်းဆောင်ကြောက်ရေးအဖွဲ့ကနေပြီးအေးအေးယူဖို့အတွက်ဘာလိုအပ်တယ်လဲလို့ပြောရင်အာဏာပိုင်တရားကြီးတွေနဲ့လိုအပ်တာပေါ့အဲ့ဒီလိုအာဏာပိုင်တရားကြီးတွေလိုအပ်တဲ့